အားလုံးပဲမင်္ဂလာပါရှင်။ဒီလို3 season entertainment ရဲ့ update message program လေးပြီးတော့ကြိုဆိုလိုက်ပါလေရှင်။အခုတင်ဆက်ပြီးတော့မှာတော့ Trio Acoustic Music Band ရဲ့ဒေတာလှူရှာမှုလေးတွေအကြောင်းကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ်ရှင်။ကိုတို့မင်္ဂလာပါရှင်။ မင်္ဂလာပါခင်ဗျာ အရင်ဆုံးကိုတို့ရဲ့ Music Band ဖွဲ့ပြပုံလေးပြပေးပါဦး Trio Music Band ဖွဲ့ပြပုံလေးဆိုတော့ဥဒီ Trio ဆိုတဲ့နာမည်ပေးရအောင်ပြောပြ Trio ဆိုတာလေးက TIO Trio ဆိုတာ3ယောက်အစုအဖွဲ့ကိုခေါ်တာလေးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်3ယောက်ထိုင်ပြီးတော့အဲ့လို Trio ဆိုတဲ့ဘန်နာမည်လေးကိုပေးလိုက်တာပေါ့ဟုတ်ကဲ့အဲ့ဒါကြောင့် Trio ဘန်လေးဖြစ်တာဟုတ်ကဲ့ ပါပေါ့လုပ်ပြတဲ့ဒီကအမျိုးသားတွေကတော့ပြောမှဆိုတော့ဟိုအရေးခေတ်လမ်းဘေးတီးပေါ့နော်လမ်းဘေးမှာတီးကြဆိုကြတာလေအဲ့လိုပြန်စတိရပြီးတော့ပေါ့နော်acoustic လေး acoustic band ပေါ့ဟုတ် ကိုလာလည်းအဲ့လိုလေးလုပ်အောင်ပြောလိုက်ပါ ဘောလေးပေါ့ကျွန်တော်တို့ဟိုပြောရတော့ solo တီးလေးတွေပေါ့နော်အဲ့ဒါကျွန်တော်တို့ acoustic ပုံစံလေး မလက်ကြစိတ်စမ်းကြည့်ပြင်မဲ့ပြောပြရဆိုလို့ဒီချင်း အချစ်ကြောင်လုံးမပါဘူးတချင်းတွေထဲမှာတော့ဒီ trio က ချင်းအားဖြစ်တဲ့ ဟုတ်တယ်အဲ့တော့ကျွန်တော်တို့အုံးလေးတွေပေါ့ကျွန်တော်တငယ်3အောင်လုံးတချင်းတွေရေးတယ်ကိုယ်တိုင်ရေးနိုင်တယ်ရေးတော့အဲ့လိုတချင်းလေးတွေရေးတော့သူ့တချင်းကိုယ်တချင်းအားလုံးနှိုက်တိုင်ပင်ပြီးတော့မှဒီချင်းလေးတော့ငါတို့တွေ trio ထဲမှာသုံးမယ်တီးကြမယ်ဆိုကြမယ်အဲ့လိုလေးတွေတိုင်ပင်ပြီးတော့ပျော်ပျော်ရွှင်ရွှင်ပဲလုပ်နေကြတော့ဟုတ်ကဲ့ အဲ့လိုနဲ့ Trio ဖြစ်လာတယ်ပေါ့ ဟုတ် ကဲ့ပါရှင်အဲ့ဆိုကိုတို့ music band ကတော့ Trio ပေါ့နော်ဒါပေမဲ့ကိုတို့ရဲ့တယောက်ချင်းစီနာမည်လေးတွေလည်းမေးကြည့်ချင်ပါတယ်ပြဆက်ပေးပါအောင်ရှင် ကဲလုံးမိတ်ဆက်ပေးလိုက်ဥဒီရဲ့ ဟုတ်ကျွန်တော်ဒီနေ့လေးမှာခင်ဗျဟုတ်ကဲ့ ကဲဘာလို့လောက်ခဲ့လဲပြောပြလာ ရေးတာရော ဟုတ်တယ်တချင်းတွေကတော့အများအားရေးတယ်ရေးတဲ့နေရာမှာလဲဟိုဘောဟိုကိုပိုင်ခံစားချက်တချင်းတွေလည်းရေးဖြစ်တာပေါ့နော်အချစ်တချင်းတွေရေးလဲဟိုတစ်သက်လုံးလက်တွဲမယ်တို့ဘာတို့တွေရေးတာပေါ့လေဒါပေမဲ့လဲတည်တဲ့အတိုင်းပဲကိုရင်တွင်းခံစားချက်ရှိသလိုအပြင်ကိုခံစားတာလဲငားလဲရှိပါတယ်အဲ့လိုလေးရေးတာတော့ရှိပါတယ်ကျွန်တော်ဒီနေ့လေးမှာခင်ဗျ2018တည်းကတချင်းလေးလုပ်ပါတယ်ဒီဒါကိုဆက်ဆက်ပါဟုတ်ကဲ့ ဟုတ်ပါတယ်အရင်ကတော့ဆက်ဆက်အောင်ပေါ့နော်အချင်းတွေရေးခဲ့တယ်လေအရင်ကတော့ရေးခဲ့ပါတယ်နော်တိုင်းတော့လည်းပြန်သွားတယ်ပြန်ခုကျော်တိုင်းတို့လည်းပါအောင်နော်ရွှေတိုင်းတို့မူမင်းတို့မူတို့ဟိုရအစ်စ်တွေရောပေါ့နော်ပေါက်တာတွေမပေါက်တာတွေရောပေါ့နော်ဒါလည်းဟိုကံကြောင်းတရားနဲ့ဆိုင်တာအောင်နော်ဟိုရေးခဲ့တာတော့အများကြီးပေါ့နော်အဲ့တော့အခုတော့လင်းမင်းဆိုတဲ့နာမည်နဲ့လုပ်ပြတယ်ကျွန်တော်လင်းမင်းမှတ်ထားပြပါနော်လင်းမင်းပေါ့အခုတို့ဒါအခုတကယ်ကြီးနေအစောတိုင်းကြာကြပါပြီနော်အခုပြန်ဆုံးပြည့်တဲ့အခါမှာအခုလိုလေးတိုင်နေပြီးတော့ Trio Band ဆိုပြီးတော့တို့လုပ်ဖြစ်တာပါနော်ဟိုကျွန်တော်ဒီရဖြစ်စမ်းမျိုးတော့တော်တော်လုံးလုပ်ပြရပါပဲလို့နော်အဲကျွန်တော်လင်းမင်းကမိတ်ဆက်ပါတယ်လောက်ကဲ ပါမိတ်ဆွေ ကျွန်တော်တော့နိုင်မှာကျွန်တော်ကတော့အိမ်မက်ဆော် season 3တုန်းကfirst winner ပြီးတော့ popular choice ပေါ့နော်အဲ့တုန်းကမြန်မာ sound နဲ့ guitar နဲ့အုံကျူးနေနဲ့ပေါ့စူရခဲ့ပူပါတယ်အဲ့နောက်ပိုင်းကျွန်တော် main internet နဲ့လည်းချင်းနေရေးခဲ့ပူတယ်main လေးချင်းနေပေါ့နော်တော်တော်များရေးခဲ့ပူတယ်အဲ့တုန်းကတော့ဒဇင်တင်းပါ ဟုတ်တယ် ဒဇင်တင်းတော့ပြီးတော့ရှင်းတော့ ရှင်းဟုတ်တယ် မှုလိုပေါက်စီးတွေမှာ main တင်တယ်မှာချင်းရေးခဲ့ပြီးနောက်ပိုင်းတော့14ခုလောက်မှာကျွန်တော် solo album ထွက်ပူးတယ်တကူတော့ထွက်ခဲ့ပူးတယ် တိုက်တဲ့ဒီပေါ် ဟောမှတ်တမ်းဆိုတဲ့ album လေးတကူတော့ထွက်ခဲ့ပူးတယ် main တင်တယ် မက်ဒယ်ဇုံနဲ့နော်အဲ့တော့ဟုတ်တယ် အဲ့တော့ middle zone နဲ့တီးတာ middle zone ဘယ်နဲ့တီးတာပေါ့အဲ့တော့ကျွန်တော်အဆက်အသွယ်ပြတ်သွားတယ်ကျွန်တော် overseas ကိုရောက်သွားသေးတယ်နိဂျာမနီပဲသွားလိုက်သေးတယ် reverse cruise ပေါ်မှာဆိုဒီဖြောပြလိုက်လို့တာပေါ့ဒီလောကနဲ့အဆက်အသွယ်ပြတ်သွားတယ်အခုပြန်လာပြီးတော့မှကျွန်တော်တို့မှာတငယ်ချင်းတွေစုံနေစကားပြောရင်းနဲ့အခု Trio Band လေးကိစ္စပြောပြင်းနေကျွန်တော် Trio Band လုပ်ဖြစ်တယ်ပေါ့နော်အဲ့မှာတော့ကျွန်တော်ကတော့အလုပ်ပြန်နေ9ဖြစ်သွားတာပေါ့အလုပ်ပြန်နေမှာပြောင်းလဲ9ဖြစ်သွားတာပေါ့နော် အဲ့နိုင်မှတ်ထားပြီပါနော် 9မှာလို့ကျွန်တော်9မှာ ကိုတို့ခုလိုမျိုးမိတ်ဆက်ပေးလိုက်တော့အရင်ကပြိသက်တွေလည်းပြန်ပြီးမှတ်ရသွားတာပေါ့နော်ဟုတ်ကဲ့ဆိုင်ကြီးကိုလိုနဲ့ခုလိုမျိုးတွေ့ဆုံရတဲ့အတွက်လည်းဝမ်းသာဂုဏ်ယူရပါတယ်ရှင် ကျေးဇူးပါ ကိုတို့ Trio Acoustic Music Band နဲ့လုပ်ဖြစ်တဲ့တချင်းပုံစံအများဆိုတာဘယ်လိုတချင်းပုံစံတွေဖြစ်လဲ ချင်းပုံလည်းအများစုကတော့ပြောမယ်ဆိုရင်ဘောနဲ့ဘလို့လမ်းဘေးလေးဂီတာလေးသူရေတော့ဆိုလမ်းဘေးကခေါ်လို့လေးလက်လက်သုံးလက်နဲ့ white piece ဆိုကြတဲ့ဒီ kit ကိုပေါ့နော်ဒီရတာလေးပြန်ပေးချင်လာတဲ့တိုင်လို့ဒီလုပ်ဖြစ်တာပေါ့အချင်းအမျိုးသားတွေကတော့ရက်သားဆုံးပေါ့ဥတီရေးတဲ့ချင်းဆိုသူအချင်းလုံးကြီးတွေရောဒါလို့ရှင်းလိုက်ပါအဲ့ဒါတီးပြလိုက်မယ်လေအချင်းလုံနေလေနော် ရှင်းတော့ပြီးအချင်းလေးဆက်ကြတော့ ဟုတ်တယ်ကျွန်တော်ကဟိုဟိုတယ်တို့စားတော့ဆိုင်တို့ setup လုပ်တဲ့ဘိုင်းလေးဆိုတော့တ
ခါလေးကြလို့ရှိရင်အဲ့လိုကျွန်တော်ထွက်လာတဲ့အတွေးလေးတွေကအချစ်ဘက်မရောက်ဘဲနဲ့အဲ့လို ပျော်လေးတွေ အပြိုအကင်လှုပ်ရှားကြမယ်ဆိုပြီးတော့မှဟိုအကင်လဲလှုပ်တဲ့လူကလှုပ်တယ်အခြေဆက်တဲ့လူကလည်းဆက်ရတာမျိုးကြတော့အခြေဆက်တဲ့အချိန်ကျတော့ကိုရီးယား cook တွေမဟုတ်တဲ့အတွက်နည်းနည်းလေးဟိုလိုအပ်ချက်ကိုလိုအပ်တဲ့လိုချင်တဲ့ဟာကိုဘာလုပ်လဲဆိုတော့ရှားတယ်လေ line ပေါ်ရတယ်နော်အဲ့လို line ပေါ်ရှာလိုက်တဲ့အချိန်မှာအချင်းလုံနီးဆိုပြီးတော့အထက်မှာပါဝင်ပစ္စည်းတွေအကုန်လုံးရေးထားတာကိုကျွန်တော်တချင်းလို့ဆိုလိုက်တဲ့ပုံစံမျိုးလေးတွေပေါ့နော်အဲ့လိုဟာလေးတွေတော့နာမည်လေးကတော့အချင်းရေလုံနီးဟုတ်ကဲ့ အချင်းလုံးနီးပါ အချင်းလုံနီးဟုတ်ကဲ့နော်အချင်းလုံနီးလေး အဲ့တော့မိတ်ဆက်လေးဆိုလိုက်ပါဦး ငယ်ချင်းတွေဆုံးပြီးအကင်လှစားမီနာကေမမွေးလေးဒီရအေးလေးနဲ့စေပဲတယောက်ကမီမွေးလို့တယောက်ကပြင်ချက်ပင်စီကဲဝတ်တာတုံးတာချက်တောင်းမနဲ့အာလူကင်ကင်တဲ့လူကကင်တဲ့တော့ချီရစပါအို Facebook ကိုပွင့်ချီရလုံးပြီးရှာကြည့်တယ်တွေ့ဒီမှာကွယ်ချီရလုံးပြီးတယ်လွယ်လေးပါပဲနားထောင်ကြငါပတ်ပြမယ်ချက်တော့ပြတဲ့ဇုံချင်းတဲ့ဇုံကြီးရဲ့တဲ့ကလေးတော့ရှာလကာရဲ့ဇုံတဲ့ရောနော်Papa mi cara eu pisei de som Na cara son network Nung angam ya el son que yo no Genuine na son me ne oh no Chin ye le long ni po ဒါလေးအမီးလေးပေါ့နောက်တဲ့ချင်းအပိုက်လေးကြံပါသေးတယ်ဟုတ်ကဲ့ ဒီတချင်းကြာလာတော့ အဲ့လိုပုံစံလေးတွေပါပဲကျွန်တော်တို့ trio မှာလေ trio မှာလောက်တာလေးအဲ့လိုလေးတွေများဟုတ်ကဲ့ ဟုတ်စီဒါတော့ဦးလီကိုတချင်းလေးတွေနော်အဲ့လိုဟိုခံစားမှုတချင်းလေးကတပုတ်ကတော့ဘုတော့ရဆိုတာပေါ့နော်ဒါတော့ဒီကားနဲ့ပတ်သက်ပြီးတော့ဘွားတက်တာတော့ဒီကားနဲ့သေသွားခြင်းလေဆိုတဲ့အကြောင်းပေါ့နော်ဒါကတော့ဂရုဆောင်ပြီးပါဆိုတာဒါတော့အခုတပုတ်ကတော့မိုးဆက်များကြငယ်ဘွားတန်ချင်းဆိုမိုးတွေလည်းဖြစ်ထားတယ်ဒီလောကမှာဟိုဘယ်လိုခေါ်လဲဒါတော့ဟိုပျော်တရားလေးနဲ့ဒသနာလေးနဲ့ပေါ့နော်ကိုဂျုံးကန်လှုပ်ရှားကြရတဲ့အချိန်မှာခါရရလည်းခက်ခဲတွေမျိုးစုံလည်းဖြတ်တန်းရပါတော့ခါလေးဝုန်းချက်မှုတွေလည်းရှိတယ်လောကရဲ့ဖြည့်ရှင်းရတဲ့ပုံစံကိုများသွားတယ်မှာနော်ဘယ်ကူတဲ့ပုံစံလည်းရှိမယ်ခက်ခဲတဲ့ပုံစံလည်းရှိမယ်နော်ဖြည့်ရှင်းရတော်ခက်တဲ့ပုံစံလည်းရှိတယ်အဲ့ဒီအချိန်မှာခါလေးမုန်းချက်တဲ့ခါမှာဟိုငငယ်တော့စိတ်လူကိုလို့ကလေးကြောင်းသားပေါ့ဝေးကမွေးတယ်မှာအဲ့လိုမျိုးလေးကိုပြန်တန်းလာတဲ့အချင်းမျိုးလေးပေါ့နော်ကိုနှလုံးသားကိုပျော်ပြီးတဲ့အချင်းမျိုးလည်းဖြစ်နေတော့စိတ်ညစ်ဆိုလိုက်ရအဲ့ဒါလေးဆိုပြတယ်နော်အချင်းလေးဆိုပြနော်မိုးရချုံမဲ့မမေလာရင်တော့ဆိုမဲ့ပေလာရင် only ခွဲစားမယ်မိုးရင်လည်းတော့အိတ်ကြရတယ်ခုချိန်ပြန်ချမိတယ်လေမိုးရင်လေးတဲ့ဒီကကြောင်းသွားမသားကြတာဘူမီကင်းနဲ့လေးဘဝလွတ်လပ်တဲ့ရတာခုချိန်ဒီမိုးတွေမှာတော့ကြရပါတာတော့ဖြစ်ရှင်နေရတော့လောကမစားများတော့တဲ့ရချမအရင်မိုးချက်တဲ့ကတော့ကလေးတော့ငါတို့ပြန်ပေါ်ခြင်းနေတာသူစင်ရတော့ချေပေါ်လေတော့သူလေစီမဲဝဲရောက်လို့ပြောင်းနေလေဒီချေတဲ့မိုးလေတိုင်းတိုင်းရတော့နေကိုလေးလေးဘဝတော့ရချေ